ကြည့်မယ်မမေကိုပြပါအောင်တားရထားတဲ့ခရီးကိုဘာလို့ခုလဲတားအိမ်မှာမွေးထားတယ်အော်အိမ်မှာမွေးထားဖို့ဘာအစာကျွေးကိုလဲသူတို့ဟောတာဆိုသူကဘာအစားစားလဲဘာအစာစားလဲမမေမသိလေတားမွေးဖို့ဆိုရင်တားသူဘာအစာစားလဲတားတိမှရမှာပေါ့သူကဘာလဲမမဘာမှမပိုင်ဘလို့စားအောင်လဲလို့ဘယ်နားမှာထိုင်မွေးကိုလဲတားလေးရဟင်ဟိုနေတာသူ့သမီးနေကျွေးတယ်ချားနေကျွေးတယ်အော်လို့အကြီးကြီးရပါအကြီးကြီးဖြစ်လာအောင်လားအဲ့တော့မမေလည်းမသိပါတာမမေမမွေးဘူး